တွေကဘာကြောင့်ဖြစ်လာလဲဆိုတော့ခါကြတော့ဒီရာသီလာတဲ့ချိန်မှာထွက်တဲ့ဟော်မုန်းတွေဒီစိတ်အပြောင်းဟိုပါပေါ့နော်ဟော်မုန်းတွေကြောင့်ပေါ့နော်စိတ်အပြောင်းလဲတွေဖြစ်လာတယ်ခုနခန္ဓာကိုယ်အပြောင်းလဲတွေဖြစ်လာတယ်ဒီဟော်မုန်းတွေကြောင့်ဖြစ်လာတယ်ပေါ့နော်အဲ့ဒါတွေကိုဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုလို့ရှိရင်တော့ဆရာမတို့အလုပ်ဆရာနီးလန်းတွေအများကြီးရှိတယ်။ဘယ်ယောဂကိုမှဘာခံစားနေရပြီလဲပေါ့။ကိုခံစားရတဲ့ပုံမှာမူတည်ပြီးတဲ့ခါကျမှကျမတို့ဒါတွေကိုဥပမာပေါ့ကိုကဒီခန္ဓာကိုယ်ကြီးပြည့်တင်းတင်းကြီးအပိုက်ကြီးကလည်းအရန်တင်းတယ်ဒါမျိုးခံစားရတယ်ဆိုလို့ရှိရင်တော့အစားအသောက်လျှော့စားတာ like and frequent meal လို့ခေါ်တာပေါ့အစားအသောက်ကိုနည်းနည်းလေးနဲ့ခဏခဏစားပြီးတာဒါမျိုးဆိုလို့ရှိရင်ဘိုက်အရန်တင်းတာတွေကိုမခံစားရတော့ဘူးနောက်တစ်ခုကကျတော့အဲ့ဒီအချိန်မှာဆိုစားပါတဲ့အရန်ချိုလုံးအရန်ငံလုံးတော့ပေါ့နော်စားများတဲ့အစားအစာတွေဒါတွေကိုရှောင်ရှားပေးရမယ်အဲ့ဒါဆိုလို့ရှိရင်လေဒီခန္ဓာကိုယ်မှာပေါ့နော်အဲ့လိုတင်းတင်းကြီးနဲ့နေလို့မကောင်းတဲ့ခံစားချက်မျိုးကိုသက်သာစေတယ်။နောက်ပြီးတဲ့အခါမှာအဲ့ချိန်မှာဆိုလို့ရှိရင်ရေနွေးလေးနဲ့ရေချိုးပေးတာစိတ်ကြည်လင်လန်းဆန်းမှုရှိအောင်ဒီ music ပေါ့နော်ကိုကြိုက်နေတဲ့သချင်းလေးတွေကိုနားထောင်ပေးတာနောက်ပြီးတော့အဲ့ချိန်မှာဆိုလို့ရှိရင်ရေချိုးမယ်ကြမ်းဟိုပါတန်တန်ရှင်းရှင်းဝတ်စားလေးတွေဝတ်မယ်စိတ်ကြည်လင်အောင်ပေါ့နော်နေတဲ့နီလန်းလေးတွေနဲ့သက်သာအောင်လုပ်လို့ရတယ်အစားတောက်ဆိုလည်းခုနပြောတာလေးတွေစားတောက်ပေးရမယ်ဆေးဝါးအနေနဲ့ဆိုလို့ရှိရင်လည်းဆင်မတို့ vitamin E တွေ evening primrose wine တွေပါတဲ့ဆေးမျိုးစားလေးတွေကိုကြိုတင်ပြီးတောက်ပေးခြင်းအပြင်ဒီရာသီလာတဲ့အချိန်နဲ့ပေါ့နော်ရာသီမလာခင်အချိန်မှာခံစားရရှိတဲ့ဝေဒနာတွေကိုတက်တာပြောက်ကင်းအောင်လျော့ပါအောင်ပေါ့နော်ဆင်မတို့လှုပ်ဆောင်နိုင်ပါတယ်